ပြပါလားအခုစကွန်ရောက်ပြပါလားမတွေ့ဘူးအခုပြောတဲ့စာကြောင်းကိုမတွေ့တာဝါလာလာ thank you ဟိုလေးဖြစ်ပါ50တာလည်းမဖြစ်နဲ့ဟိုလေးအခုမှလိုက်ကြနေတာဆိုတော့ဟိုလေးပြစ်ပေးပါလားဟိုစလေး200လောက်ပြစ်ပေးပါလား200လောက်ပြစ်ပေးပါလားကျမအခုမှလိုက်လွယ်နော်ပေးထားတဲ့လီကပြတဲ့သူကပေးတဲ့သူကတယောက်နော်ပေးတဲ့သူကတယောက်ရှင်းပေးလားအလားလေးပေးအခုမှစလွယ်တာအခုမှလိုက်ကစလွယ်တာနော်အခုမှလိုက်ကစလွယ်တာနော်အခုမှလိုက်ကစလွယ်တာโอเคအလားလေးဖြစ်ဘာပြောရလဲမသိဘူးမင်းကပြလိုက်တယ်ဒီကရမယ် 1k ချာရင်ကပြမယ် 1k ပါလိချတယ်ဘာလိချလဲ1k လေးချလိုက်ပေါ့ 1k လေးချလိုက်1k တော့ခါမရဘူးတကယ်ပြောတာ 1k ခါမရဘူးပြီးလိုက်ကြသမှာတယ်1k ပေးရင်ထပ်ကပြမယ်နော်တန်းစာကပြမယ်တန်းစာ1k ပြရင်ထပ်ကပြမယ် 1k ပေးပါအဲ့ဘာကြီးလဲအိုးလှလိုက်တာစိုးပါလှကိုမဘလောက်ဆူချားလဲတမီးမသိဘူးလားအိုးလှလိုက်တာခုနဘာကြီးလဲဘလောက်တန်ချလိုက်တာလဲဝါလှလိုက်တာချမ်းအောင် thank you 1k တန်ချလိုက်အလှလှလေးလိုချင်တာ1k တန်ချလိုက်ပါ no 1k ချလိုက်ကပြမယ် 1k တန်ချမတက်ရပြီချပြမယ် okay လား 1k ချကျမ live လွှင့်တာမကြသေးဘူးနော်ကျမ live လွှင့်နေဆိုတာကျမနားရတာကြာပြီခုမှပြန်စလွှင့်တာနော်ပြန်လိုက်တယ်တချင်ဖောင်းကမရှိဘူးဖုန်းမရှိတော့ပါဇက်ကနေချင်းဆိုပါဇက်ကလည်းပြောတယ်တချင်ကလည်းနော်လောင်းဝဖြောပြရနော်တချင်တော့မဖွင့်ဘူးNobody wanna see us again ဘလို့ဖောင်းသွားကိုလုံးလေးလာတယ် thank you ပါရှင်ကဲ 1k ချပြီ 1k ချပြီးတဲ့သူကတယောက်ပဲရှိတယ်ဝါချပြီးတဲ့သူကတယောက်ပဲရှိတယ်ဘယ်မျိုးလဲသိချင်တာတချင်းပြောင်းပါအောင်တော့အခုတချင်းဝင်ပြပါတချင်းမရှိဘူးကျမပါဇက်ကနေစုံနေတာဖုံးမရှိဘူးဒီရဲ့တင်းလို့ရဲ့ကျမဂျုံကြီးတော့မလုပ်ပါနဲ့တဲ့လောက်ပါပဲလှလေကျမတို့ကလှလေအဲ့တော့ဒုံလည်းလုပ်လို့ရတယ်ကိစ္စမရှိဆက်ဆောင်မှုဖြစ်ရှင် thank you ပါရှင်ဆက်ဆောင်မှုဖြစ်ရှင် 1k ချ အဲ့ဒါလိုချင်လိုက်တာမဖြစ်နိုင်တာတွေပဲတောင်းတရင်နေဒီစင်နိုင်ကိလလာလီ
တီးလုံးနဲ့ follow မျောလို့ရတယ်ပြောတယ်တီးလုံးနဲ့ follow မျောတယ်အကောက်လည်းလက်မခံဘူးတဲ့အဲ့ဆိုတော့ 1k ချလိုက်လက်ခံမခင်နဲ့ရှင်းမခင်နဲ့ရှင်းကဲဟိုချပေးလေ 1k ချပေးလိုက်ရှင်တို့ကလည်း 1k တော့မချပေးကြဘူး1k ချပေးအဲ့ဒီလက်ဆောင်လေးလိုချင်ဘူး 1k ချဟိုကလေးလိုချင်ကားလေးပြန်ကားလေးလိုချင်ပြန်ကားလေးမပြီးချင်လားပြန်ကားလေးလာပြန်ကားလေးမပေးချင်ဘူးလားပြန်ကားလေးလက်ခါကော့နေရပေးတယ်ပြန်ကားလေးမပေးချင်ဘူးလားရှင်ပြန်ကားလေးမပေးချင်ဘူးလားပြန်ကားလေးHello 我再学两回学一点哇Thank you အခင်ချလိုက်ထရလူတွေအကုန်ယူကုန်မယ်အေးလို့ချတော့မလီလိုက်ထဲမှာ800ကျော်မလီ800ကျော်ကျမကအရင်က TikTok လိုက်ပဲလွှင့်တာပါအခုကဒီ live ကိုပြန်ဆလာတာပေါ့နော်ဒီတော့ TikTok လိုက်